Hello တဲလေးတွေပေးပါ စပတ်ကိုပိတ်ထားနော်စပတ်ကိုပိတ်ထားအချောက်ပြည့်ဇာန်လောက်ခက်မယ် ကိုမပြောပိုင်ဝင်နေမရှိတော့ဘူး အကုန်လုံးငါတို့အဖွဲ့တွေကအကုန်လုံးစောက်စွာနေရှိမယ်သဘောပေါက်တယ်နော်ပေါင်တစ်ခြားဆွဲထဲပလိုက်ပါလာတော့တက်မလာနဲ့ ဟေးပေးတဲ့ဟိုကြွားတာမဟုတ်ဘူးတော့ကြွားတော့ကြွားသလိုနဲ့ကြွားသလိုဖြစ်သွားပြီ sorry ပါလို့ ကလားဆောက်ဆောင်လို့ပြပြေးလို့ခိုင်းလိုက်မယ်နော်တောင်ထဲစောက်စီတစ်စက်တည်းပြန်ထွက်သွားမယ်နော် Oh, now we gotta go. မဒီခုနကတော့မမရှိတယ်လို့ပဲနော်ဟုတ်တကယ်မကြီးပြန်ပြေးပေးတာတကယ်မကြီးဘက်ကမလာနဲ့ဦးမဖုန်ကြီးကျောင်းကိုသွားတတော်ဝါးကြီးကျဲမှာပါသေးဟဲ့မဟုတ်ဘူးမတောင်ဘက်မှာဖုန်ကြီးကျောင်းကဟေးဖတ်တဲ့ Oh my God, what is that? Ew. ကျမတို့တမျိုးမထင်ပါနဲ့ ဒါလိုက်တာဟဲ့ကြွက်ကြီး